Hello အားလုံးပဲမင်္ဂလာပါရှင် The Kitchen Diary Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကတော့အင်ရတူလီပေါ့နော်ရွှေရှင်သွားရင်စားဖို့ဆိုပြီးတော့ချွတ်ကြော်လေးလှုပ်ရှားဖြစ်ပါရဲ့အဲ့တော့တခါရဲ့ပေါ်ပစ္စည်းလေးပြပြတော့ဖြစ်တဲ့ကြောင့်မလို့ဗီဒီယိုလေးကိုအစအဆုံးကြည့်ရှုပေးကြပါအောင်နော်တမအောင်ဆုံးအနေနဲ့စသားလေးတွေကိုပါလီလီပြီးတော့ရေလေးပါတခြားဆေးပြီးပြီဆိုရင်ကျုပ်တစ်လုံးထည့်ပါမယ်ပြီးရင်တက်သားတွေကိုကြော်ဖို့အတွက်အကျော်မော့လက်စွန်းကြော်ပေါ့နော်လက်စွန်းလောက်ထည့်လိုက်ပါမယ်ပြီးရင်တော့တက်သားမုံအနှင်းငယ်ထည့်ပါမယ်တက်သားမုံအနှင်းငယ်ထည့်ပြီးပြီဆိုလို့ရှိရင်တော့နေကိုကောင်းမှုပေါ့နော်နေကိုကောင်းမှုကလေးကိုအနှင်းငယ်လောက်ဖြူပြီးတော့ထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့စားအနှင်းငယ်ထည့်လိုက်ပါမယ်အဲ့တော့စားနေငယ်ကလုံးပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီတက်တာပေါ့နော်ကျုပ်တို့အတွက်ပမုတ်ချုပ်ပေါ့နော်ကျမတို့ပမုတ်ချုပ်ဘလို့ခေါ်တာပေါ့နော်ပမုတ်ချုပ်မှုန့်လေးတွေကိုအပေါ်ကနေပြီးတော့ကပ်ပါမယ်ကပ်ပြီးရင်တော့အဲ့လိုစီလေးနည်းနည်းများများလေးရောနော်လုပ်ပြီးတော့ဟိုဘက်ဒီဘက်လှန်ပြီးတော့ကြော်မယ်ဆိုတဲ့ခါမှာလည်းနီးအရန်ပေါ့နော်ပြင်းလို့မရပါဘူးကျမတို့ရကြော်မယ်ဆိုလို့ရှိရင်အနီရောင်လေးတန်းလာတဲ့အထိပဲကြော်ရပါမယ်ဘာလို့ဆိုတော့နောက်ပြီးတော့ကြော်တဲ့ခါမှာလည်းအဲ့ဒီကြော်တာလေးကြည့်နေဖို့လိုပါရဲ့ဒါမှမတူးသွားမှာပေါ့နော်အခုဆိုအဲ့လိုနီးနီးရဲရဲလေးဖြစ်လာပြီဆိုလို့ရှိရင်ထည့်လိုက်လို့ရပါပြီအဲ့တော့ဒီကျန်တဲ့ဟာလေးတွေလည်းဟိုဘက်လှိတ်ဒီဘက်လှိတ်ပေါ့နော်လှိတ်ပြီးတော့ချက်သွားပြီးနီးနီးရဲလေးဖြစ်လာပြီဆိုလို့ရှိရင်လှန်ထည့်လိုက်လို့ရပြီပေါ့နော်တကယ်မို့ဒီတစ်ဖက်ကနေနေပြီဆိုရင်လည်းနောက်တစ်ဖက်လှန်ပြီးတော့နောက်တစ်ဖက်ကိုနီလောင်စောက်ကမယ်ပေါ့နော်အဲ့တော့အဲ့လိုကြော်နေနေနဲ့ပဲအဲ့လိုပုံစံလေးတိုင်းပဲပေါ့နော်နီးအေးလေးနဲ့ဆက်ပြီးတော့ကြော်သားဖို့လိုအပ်ပါတယ်အမို့ချက်ပြစီစင်နဲ့ဟင်းလေးများရှိရင်လည်းကြော်စစ်စင်နဲ့အရာလေးများရှိရင်လည်း comment လေးမှာဝင်ရောက်ပြီးတော့ရေးတော့ပေးလို့ရပါရဲ့ရှင်အားလုံးကြော်ပြီးသွားပြီဆိုရင်တော့ဒီချက်ကြော်လေးကိုလူကြီးလူငယ်ကျမမျိုးကြိုက်ကြတဲ့အတွက်ကြောင့်မလို့ဒါလေးကိုအလွယ်ကိုဆုံးဝေးကြော်ပြထားရပဲဖြစ်ပါရဲ့ရှင်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီနောက်ပါပဲ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ see you in next video bye bye